ဝါဆိုတာတိုက်ပွဲလူတွေကသက်ရှင်နေတဲ့၍အလုံးလုံးရမယ်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့စားရမယ်ဖွေရမယ်ရုန်းကန်ရမယ်ချမ်းသာတဲ့မိဘတွေစီမှာမွေးဖွားခဲ့တဲ့လူတွေကတော့မိဘတွေရဲ့အမွေနှစ်တွေနဲ့ကြီးပြင်းပြီးတော့မိဘတွေရဲ့စီးစိမ်တွေနဲ့မပင်မပန်းမနှွမ်းမနယ်နဲ့ဘဝတွေကိုကြီးပြင်းဆင်တန်ရပေမဲ့ကျွန်တော်တို့လိုဆင်းရဲတဲ့မိဘတွေစီမှာလူလက်ဖြစ်တဲ့လူတွေအဖို့တော့ကိုဘဝကိုတုံညာကနေစပြီးတော့ရုန်းကန်ရတယ်စာပွေရတယ်ကိုဒူးကိုခြုံကိုအားကိုပြီးတော့ကိုဘဝတိုးတက်ရတိုးတက်ကြောင်းကိုစင်မြဲစူးစမ်းနေရတဲ့လူတွေပါတကယ်တော့မွေးတွေကဘယ်သူမှဘာမှပါမလာကြပါဘူးဒါပေမဲ့ပါမလာခြင်းတူပေမဲ့စီနေတာခြင်းကမတူကြပါဘူးစီနေတဲ့မိဘတွေစီမှာလူလာဖြစ်တဲ့လူတွေကြတော့လဲမွေးတွေကပါမလာပေမဲ့သူတို့စီမှာအရင်တည်းကစီနေပြီးသားပါဆင်းရဲတဲ့မိဘတွေစီမှာလူလာဖြစ်တဲ့လူတွေကြပြန်တော့မွေးတွေကဘာမှပါမလာပေမဲ့အပြင်မှာလည်းဘာမှစီမနေပါဘူးအဲ့ဒီခါကျတော့ဘဝစင်တန်ပုံဘဝရည်ရဲ့ကြီးပြင်းပုံတွေမိုးနဲ့မြေလိုကြွားချခဲ့ကြပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဘဝတွေကတော့မွေးကလေးကဘာမှမရှိနေတဲ့ဘဝနဲ့ဘာမှပါမလာတဲ့အတွက်တုံညာနေပြီးတော့ဘဝကြီးကိုစနေကြရတာပါဒါပေမဲ့ကျွန်တော်တို့အားမငယ်ပါဘူးကျွန်တော်တို့တစ်ချိန်ကြာရင်တော့1 2 3 4 5ဆိုတဲ့နံပါတ်တွေရအောင်ကျွန်တော်တို့စူးစမ်းသွားမှာပါဒီလိုပါပဲဘယ်သူမှဆိုမိမိရဲ့ဘဝပန်းတိုင်ကိုရည်မှန်းချက်ထားပြီးတော့စူးစမ်းလုပ်ကြရတယ်တချို့တော့လှုပ်ချင်ပေမဲ့လည်းအလုံးမရှိတဲ့ဘဝတွေလည်းအများကြီးမြင်တွေ့ရပါတယ်ကိုမှလုံနိုင်စွမ်းတတိရှိတယ်လုံနိုင်စွမ်းရည်ရှိတယ်ဒါပေမဲ့ကိုယ်ဘယ်သူမှအလုံးမအားကြဘူးအလုံးမခံကြဘူးဒီလိုမျိုးနဲ့ပဲအချိန်တွေကုန်ခဲ့တဲ့လူတွေလည်းအများကြီးတွေ့ရပါတယ်ဒါလည်းသူတို့ကုသိုလ်ကံနဲ့ပဲဆိုင်တာပါပဲကျွန်တော်တို့ကြတော့အလုံးဆိုတာအမြဲတမ်းလက်နဲ့မပြတ်လုပ်ခဲ့ရပါတယ်ကိုမှအစွမ်းရှိတဲ့လောက်လဲကိုရရှိနေတဲ့အလုံးနဲ့ကိုလုံနေတဲ့အလုံးနဲ့ကိုရဲ့အစွမ်းနဲ့ကိုက်ညီအောင်အမြဲတမ်းကိုရဲ့စူးစမ်းမှုတွေကိုအမြဲတမ်းမြင့်တင်ခဲ့ပါတယ်ဘယ်နေရာမှာဘယ်လိုခြေနေမှာပဲရောက်ကျွန်တော်မျက်နှာမငယ်ခဲ့မျက်နှာအလုံးထဲမှာမျက်နှာမငယ်ခဲ့ပါဘူးအမြဲတမ်းစူးစမ်းတဲ့အတွက်အမြဲတမ်းလူကြီးအထက်လူကြီးဝနဆရာတွေရဲ့ချစ်ခင်မှုနေရာပေးမှုတွေကိုရခဲ့ပါတယ်တို့ပေမဲ့လည်းအဲ့ဒီအောင်မြင်မှုတသေးလေးတွေကကျွန်တော်အတွက်ကျင့်နှံ့နိုင်စရာဘာမှမရှိပါဘူးဒါကြောင့်မလို့ကျွန်တော်ဆက်ဆက်ပြီးတော့ကြိုးစားသွားအောင်ပါအမြဲတမ်းပဲသူများလုံးလဲတစ်သက်လုံးလုံးနေပဲလို့လဲမစင်စားထားပါဘူးတစ်ချိန်ကျရင်တော့ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ကိုယ်ပိုင်မိသားစုလေးနဲ့အေးချမ်းချမ်းဘဝကိုဖြတ်သန်းချင်ပါသေးတယ်အဲ့ဒီအချိန်ကိုဘယ်အနေထားထိကိုမြင့်တင်နိုင်မလဲကိုမှစိပြီးလဲစိတဲ့အချိန်ကျရင်အဲ့ဒီအချိန်ကိုပြောင်းလဲရမှာဖြစ်ပါတယ်ဒီလိုမျိုးပဲတစ်သက်လုံးသွားနေလို့တော့မဖြစ်နိုင်ပါဘူးခင်ဗျအဲကြောင့်မလို့ကိုယ့်ရဲ့ဒီအခြေခံအခြေမြစ်ဘဝရဲ့ပန်းတိုင်တိဆောက်ရာရင်းနှီးလေးတွေရအောင်စူးစမ်းနေတဲ့အချိန်မှာစူးစမ်းပါအစွမ်းကုန်စူးစမ်းပါမတုံးပါနဲ့မဖြုံးပါနဲ့အပျော်ပါးတွေမမတ်ပါနဲ့ပြီးလျင်ကိုယ့်ရဲ့အရင်းနှီးလေးကိုယ့်ရဲ့ပန်းတိုင်ကိုရှောက်လမ်းမဲ့အရင်းနှီးလေးရလာပြီဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးလေးနဲ့ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အကြံဉာဏ်တွေနဲ့စူးစမ်းမှုတွေပေါင်းစပ်ပြီးတော့အောင်မြင်တဲ့ပန်းတိုင်စီတို့ဆောက်လန်းသွားရမှာ
အဲ့ဒီလိုဆောက်နှမ်းသွားနေတဲ့အချိန်မှာလဲကိုယ့်ရဲ့ကျင့်စာဒိဋ္ဌကိုယ့်ရဲ့ကောင်းတဲ့စိတ်လေးတွေကိုပို့ပြီးတော့ကောင်းအောင်စိတ်ပုတ်စိတ်ယုတ်တွေမထားဘဲနဲ့ချစ်ချစ်ခင်ခင်ပျော်ပျော်ပါးပါးနဲ့ဝေါ်ရဲ့ပန်းနိုင်ကြီးကိုတိဆောက်ကြပါလို့